အပိုင်း၄ American Dollar ရေးအပိုင်း၃မှာရှင်းပြထားသလိုပဲအခြေအနေအမျိုးမျိုးကြောင့် American Dollar ရေးဖြစ်လာတယ်။ဒါဆိုရင်ကျွန်တော်တို့ Second Continental Congress ကနေစလိုက်ရအောင်။ဒုတိယအကြိမ် Continental Congress 1985 1981တော်လှန်ရေးတိုက်ပွဲတွေစတင်တဲ့အခါမှာကိုလိုနီတွေကသူတို့လှုပ်ဆောင်ချက်တွေကိုညှိနှိုင်းတိုင်ပင်ဖို့ဗဟိုအစိုးရတစ်ခုလိုအပ်တယ်ဆိုတာကိုသူတို့သိလာခဲ့ကြပါတယ်။ဒါကြောင့်ကိုလိုနီ73စုကကိုယ်စားလှယ်တွေကPhiladelphia မှာထပ်ပြီးတော့တွေ့ဆုံခဲ့ကြတယ်။ဒုတိယ Continental Congress အဖွဲ့ကိုဖွဲ့စည်းတယ်။နောက်ပြီးဒီအဖွဲ့ဟာစစ်ပွဲတစ်လျှောက်လုံးအမျိုးသားအစိုးရတရက်အနေနဲ့တာဝန်တွေကိုဆောင်ရွက်ခဲ့တယ်။ဒီ Congress လှုပ်ဆောင်ခဲ့တဲ့အရာတွေကတော့1 Continental စစ်တပ်ကိုဖွဲ့စည်းခဲ့တယ်။ဒီမတိုင်ခင်ကကိုလိုနီတွေမှာဒေသခံပြည်သူစစ်သားအုပ်စုအနည်းငယ်သာရှိပါတယ်။ဒါပေမဲ့ဗြိတိရှားကိုတိုက်ခိုက်ဖို့အတွက်စီးလုံးညီညွတ်တဲ့professional စစ်တပ်တစ်ခုကိုဖွဲ့စည်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီစစ်တပ်က Congress ရဲ့ကူညီပံ့ပိုးမှုကိုခံရတဲ့ Continental စစ်တပ်ဖြစ်လာပါတယ်။နံပါတ်2 George Washington ကိုစစ်ဦးစီးချုပ်အဖြစ်ခန့်အပ်ခဲ့တယ်။ George Washington ကစစ်ရေးအတွေ့အကြုံရှိတယ်။ခေါင်းဆောင်နိုင်စွမ်းရှိတယ်။ကိုလိုနီတွေအားလုံးကသူ့ကိုချစ်ခင်လေးစားတဲ့အတွက်ကြောင့်ဒီစစ်တပ်ကိုဦးဆောင်ဖို့အတွက်ရွေးချယ်တာကိုခံခဲ့ရတယ်။အရေးကြီးဆုံးကတော့သူ့ရဲ့ခေါင်းဆောင်နိုင်မှုဟာတောင်ပိုင်းနဲ့မြောက်ပိုင်းကကိုလိုနီတွေကိုစီးလုံးစေခဲ့တယ်။3 Olive Branch အသနာခံစာကိုပေးပို့ခဲ့တယ်။တိုက်ပွဲတွေစတင်ခဲ့တာတောင် Congress ကစစ်ပွဲတစ်ခုလုံးကိုရှောင်ရှားဖို့နောက်ဆုံးအကြိမ်ကြိုးစားခဲ့ပါတယ်။ငြိမ်းချမ်းရေးနဲ့ခက်ထန်တဲ့ policy တွေကိုရပ်တန့်ဖို့ British ဘုရင်ထံကို Olive Branch အသနာခံစာပေးပို့ခဲ့ပါတယ်။ဒါပေမဲ့ဘုရင်ကပယ်ချလိုက်တဲ့အတွက်စစ်ပွဲကိုမလွဲမသွေတိုက်ရမယ့်အခြေအနေဖြစ်လာပါတယ်။နံပါတ်4 The Declaration of Independenceလွတ်လပ်ရေးကြေညာစာတမ်းကိုထုတ်ပြန်ခဲ့တယ်။1986ခုနှစ်မှာကိုလိုနီတွေကပြည်တိုင်ကနေတရားဝင်ခွဲထွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။နံပါတ်5အခြားနိုင်ငံတွေနဲ့တန်တမန်ရေးရာဆောင်ရွက်ခဲ့တယ်။ Congress ကအခြားနိုင်ငံတွေစီကငွေကြေးလက်နက်မဟာမိတ်အကူအညီယူဖို့လိုအပ်လာတဲ့အခါပြင်သစ်စပိန်နဲ့နယ်သာလန်နိုင်ငံတွေစီကိုတန်တမန်တွေစေလွှတ်ခဲ့ပါတယ်။နံပါတ်6 Congress ကစစ်ပွဲအတွင်းကိုလိုနီ73စုကိုအုပ်ချုပ်ခဲ့ပါတယ်။ Congress ကအမျိုးသားအစိုးရတရက်အနေနဲ့ငွေရှာတဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုစီမံခန့်ခွဲတဲ့ဥပဒေတွေဖန်တီးတဲ့နိုင်ငံခြားဆက်ဆံရေးကိုကင်တွယ်တဲ့စစ်ရေးဗျူဟာကိုစနစ်တကျစီစဉ်ခဲ့တယ်ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် Congress ကဆုံးဖြတ်ချက်ချမှတ်တဲ့ဗဟိုချက်ပဲဖြစ်ပါတယ်အယူဝါဒဆိုင်ရာအလဲအပြောင်း1986ခုနှစ်အစောပိုင်းမှာ Thomas Paine ဆိုတဲ့လူကCommon Sense လို့အမည်ရတဲ့လက်ကမ်းစာဆောင်ကိုထုတ်ဝေခဲ့ပါတယ်။အဲ့ဒီလက်ကမ်းစာဆောင်မှာပါတဲ့အချက်တွေကကိုလိုနီတွေကအပြီးအပိုင်လွတ်လပ်ရေးရတဲ့ကြောင်းဘယင်စနစ်ဟာမတရားကြောင်းခေတ်နောက်ကျကြောင်းတွေပြည်သူတွေဟာကိုသာအုပ်ချုပ်တဲ့ကြောင်းတွေရေးထားတယ်။ဒီလက်ကမ်းစာဆောင်ကိုလူကြိုက်များလာခဲ့ပါတယ်။တော်လှန်ရေးနဲ့ပတ်သက်ပြီးတော့ဆုံးဖြတ်ချက်ပို့ပြီးတော့ခိုင်မာစေခဲ့ပါတယ်။ဒီလက်ကမ်းစာဆောင်ဟာအကြီးအားဖြင့်လူထုထောက်ခံမှုကိုရရှိဖို့အကူအညီဖြစ်ခဲ့ပါတယ် Declaration of Independence လွတ်လပ်ရေးကြေညာစာတမ်းဒီကြေညာစာတမ်းကိုအဓိကအားဖြင့် Thomas Jefferson ကရေးသားခဲ့ပြီးဇူလိုင်လ4ရက်နေ့မှာ Congress ကအတည်ပြုခဲ့ပါတယ်ဒီကြေညာစာတမ်းရဲ့အဓိကရည်ရွယ်ချက်က1ကိုလိုနီတွေဟာဗြိတိန်ထိန်းချုပ်မှုအောက်ကနေလွတ်လပ်ရေးရပြီးဖြစ်ကြောင်းတရားဝင်ကြေညာတာ2လွတ်လပ်ရေးကဘာကြောင့်လိုအပ်လဲဆိုတာကိုရှင်းပြထားတာနံပါတ်3ဘယင် George ကျူးလွန်ခဲ့တဲ့အာဏာအလွဲသုံးစားပြုခဲ့တာတွေကိုစည်ရင်းပြုစုထားတာနံပါတ်4အစိုးရကပြည်သူတွေရဲ့အခွင့်အရေးတွေကိုကာကွယ်ရမယ်ဆိုတဲ့အယူအဆကိုဖော်ထုတ်ထားတာတွေပဲဖြစ်ပါတယ်အဓိက idea တွေကတော့လူသားတွေဟာတန်းတူဖန်ဆင်းခံတွေဖြစ်တယ်လူတိုင်းမှာတန်ဖိုးနဲ့အခွင့်အရေးဆိုတာရှိတယ် natural right တွေဖြစ်တဲ့အသက်ရှင်ခွင့်လွတ်လပ်ခွင့်နဲ့ပျော်ရွှင်မှုကိုရှာဖွေရမှာအစိုးရကဒီရပိုင်ခွင့်တွေကိုလူယူလို့မရကြောင်းရေးထားတယ်အာဏာကပြည်သူစီကနေလာတယ်အစိုးရဆိုတာလဲပြည်သူတွေကခွင့်ပြုထားလို့သာယက်တည်နေနိုင်တာဖြစ်တယ်လို့ရေးထားတယ်အစိုးရကိုအစားထိုးပိုင်ခွင့်ရှိတယ်ဆိုလိုတာကအစိုးရတရက်ကအလွဲသုံးစားမှုတွေရှိလာမယ်ဆိုရင်ပြည်သူကအစိုးရကိုပြောင်းလဲခွင့်ဒါမှမဟုတ်ဖြုတ်ချပိုင်ခွင့်ရှိတယ်နိုင်ငံခြားထောက်ပံ့မှု American Dollar ရေးမှာအခြားနိုင်ငံတွေဟာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ဒီနိုင်ငံတွေကတော့နံပါတ်1ပြင်သစ်နိုင်ငံပြင်သစ်ကစစ်သင်္ဘောတွေစစ်သားတွေငွေကြေးထောက်ပံ့ရေးပစ္စည်းတွေကိုပံ့ပိုးခဲ့ပါတယ်နံပါတ်2
စပိန်နိုင်ငံကပင်လယ်ကမ်းရိုးတန်းဒေသမှာဗြိတိန်ကိုတိုက်ခိုက်ခဲ့ပြီးဗြိတိရှအာဏာကိုအားနည်းစေခဲ့ပါတယ်။ဒါကအမေရိကန်တွေကိုတွယ်ဝိုက်တဲ့နီလန်းဖြစ်ကူညီပေးခဲ့တာပဲဖြစ်ပါတယ်။နံပါတ်3နယ်သာလန်နိုင်ငံနယ်သာလန်ကစစ်ဘက်ဆိုင်ရာပစ္စည်းတွေကိုပေးပြီးတော့ကူညီခဲ့ပါတယ်။ဒီနိုင်ငံတွေမပါလို့ရှိရင်အမေရိကန်တော်လှန်ရေးအောင်မြင်ဖို့ရာဂိုင်နှုန်းနည်းပါတယ်။စစ်ပွဲပြီးဆုံးခြင်းပါရီစာချုပ်1983 York Town မှာဗြိတိရှဘက်ကရှုံးနိမ့်ပြီးတဲ့အခါမှာငြိမ်းချမ်းရေးဆွေးနွေးပွဲကိုစတင်ခဲ့ပါတယ်။ပါရီစာချုပ်ကစစ်ပွဲကိုတရားဝင်အဆုံးသတ်စေခဲ့ပါတယ်။စာချုပ်ရဲ့စည်းကမ်းချက်တွေကတော့ဗြိတိန်ကအမေရိကန်ပြည်ထောင်စုကိုလွတ်လပ်တဲ့နိုင်ငံတစ်ခုအနေနဲ့အသိအမှတ်ပြုခဲ့ပါတယ်။အတ္တလန်တိတ်သမုဒ္ဒရာကနေမစ်စစ်စပီမြစ်အထိအမေရိကန်ရဲ့နယ်နိမိတ်အသစ်တွေကိုတိုးချဲ့ခဲ့ပါတယ်။ဗြိတိန်ကသူ့ရဲ့တပ်တွေကိုရုပ်သိမ်းရန်သဘောတူခဲ့တဲ့အမေရိကန်တွေကဗြိတိရှကုန်သည်တွေကိုအကျွေးပေးဆက်ရပါမယ်။ဗြိတိန်ကိုထောက်ခံတဲ့ကိုလိုနီနယ်ချဲ့သမားတွေကိုကာကွယ်စောင့်ရှောက်ရမယ်လို့ကတိပြုခဲ့တဲ့တော်လှန်ရေးရဲ့ရလဒ်များနိုင်ငံရေးရလဒ်များတော်လှန်ရေးကြောင့်အမေရိကန်ပြည်ထောင်စုကိုတည်ထောင်နိုင်ခဲ့တဲ့ Liberty Republican နဲ့နိုင်ငံသားဦးဆောင်တဲ့အစိုးရဆိုင်ရာအတွေးခေါ်တွေကိုမိတ်ဆက်ပေးခဲ့တဲ့ပြည်နယ်တွေကဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တွေကိုရေးသားခဲ့ပြီးတော့နောက်ဆုံးမှာအမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေကိုဦးတည်နိုင်ခဲ့ပါတယ်။ကမ္ဘာလုံးဆိုင်ရာသက်ရောက်မှုများအမေရိကန်တော်လှန်ရေးကပြင်သစ်ဟေတီလက်တင်အမေရိကန်ရဲ့အစိတ်အပိုင်းများစွာအပါအဝင်အခြားနိုင်ငံတွေရဲ့တော်လှန်ရေးတွေကိုလုံဆော်ပေးနိုင်ခဲ့ပါတယ်။